အားလုံးပဲမင်္ဂလာပါ19ရာစုနဲ့လူအဖွဲ့အစည်းမှာလေးသေးတာကိုတော့လှလှပပဖုံးကွယ်ဖို့လိုအပ်လာတဲ့ခေတ်ဖြစ်ခဲ့ပါတယ်အဲ့ဒီအချိန်မှာအီတလီနိုင်ငံကဗင်းနစ်မြို့သားတွေဟာအံ့ဩစရာလဲကောင်းရည်စရာလဲကောင်းနဲ့ထူးခြားတဲ့ကရိယာတစ်ခုကိုတီထွင်ခဲ့ကြပါတယ်အဲ့ဒါကတော့လူအများရှိမှလေးလေတာကိုအတန်တိတ်စေပြီးအနံ့ဆိုးပြောက်အောင်လုပ်ပေးနိုင်တဲ့ဗန်ဗယ်ရာဆိုတဲ့လျှို့ဝှက်ကရိယာပဲဖြစ်ပါတယ်ရောမာနဲ့အီဂျစ်မင်းဆက်ခေတ်တွေကတော်ဝင်စားတောက်ပွဲတွေမှာအသုံးပြုခဲ့တဲ့ရှေးဟောင်းနီလန်းတွေကိုအခြေခံပြီးဒီကရိယာကိုရာစုနှစ်ပေါင်းများစွာအကြာမှာပြန်လည်အသက်သွင်းခဲ့ရပါ၎င်းကိုပို့ပြီးတော့လေခင်မီစမ်းပြအောင်ပုံစံနှမျိုးနဲ့ပြုလုပ်ခဲ့ပါတယ်ပထမတစ်ခုကတော့ဗန်ဗယ်ရာဒါပတ်ဆယ်ဂျီဟိုဖြစ်ပြီးဒါကတော့စကတ်တွေဒါမှမဟုတ်အဝတ်တွေအောက်မှာဖုံးကွယ်ထားပြီးကျိုးသေးသေးလေးတစ်ခုကိုဆွဲလိုက်ရုံနဲ့လေးလေတန်းကိုတိတ်ဆိတ်စွာထုတ်လွှတ်နိုင်ပါတယ်ဒုတိယတစ်ခုကတော့ဗန်ဗယ်ရာဒါအယ်ကိုဗာဖြစ်ပြီးဒီဟာကတော့ရှည်လျားတဲ့ပျော်တွေကနေတဆင့်အနံ့တွေကိုတခြားတစ်ခန်းဒါမှမဟုတ်အပြင်ဘက်ကိုထုတ်ပြနိုင်ပါတယ်ဒါကိုတော့အမျိုးသားတွေကအထူးသဖြင့်လိမ့်ဆက်ဆန်တဲ့အခါမျိုးမှာအသုံးပြုခဲ့ကြပါတယ်ဗန်ဗယ်ရာဟာလေးကိုထိန်းထားနိုင်တဲ့အခန်းတွေနဲ့မွေးကြိုင်နဲ့ဆေးဘက်ဝင်အပင်တွေထည့်ထားတဲ့အကန့်တွေပါရှိပါတယ်ဒီကရိယာဟာဘယ်လိုအခြေအနေမျိုးမှမဆိုလူမှုရေးအရာမိမိတို့ရဲ့အပြုအမူတွေကိုထိန်းသိမ်းထားရမယ်ဆိုတဲ့လူအဖွဲ့အစည်းရဲ့လိုအပ်ချက်ကိုတုံ့ပြန်ခဲ့တာပဲဖြစ်ပါတယ်ဒီနေ့ခေတ်မှာတော့ဗန်ဗယ်ရာဟာပျောက်ကွယ်သွားခဲ့ပါပြီဒါပေမဲ့ဘာသာဗေဒပညာရှင်တချို့ကတော့အထိပ္ပယ်မဲ့ပြောဆိုခြင်းဆိုတဲ့စကားစုဟာဒီတီထွင်မှုကနေဆင်းသက်လာတာလို့ယုံကြည်ကြပါတယ်ဒီစကားစုဟာတဘာဝတရားကိုဘယ်လိုမျိုးအထိပ္ပယ်မရှိအောင်ဖုံးကွယ်ခဲ့ကြသလဲဆိုတာကိုပြသနေတဲ့သင်္ကေတတစ်ခုလည်းဖြစ်ပါတယ်